ဒီဗီဒီယိုကတော့အစဲခံရတော့မှထင်တယ်ပေါ့နော်မိန်းကလေးတွေအေးဆက်လွန်တဲ့အမျိုးသားတွေကိုဒိတ်လုပ်မယ်ဆိုရင်တတိထားပါဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမှ emotionally unavailable man ဆိုတဲ့စာအုပ်ကိုဒီအစအဆုံးတွားနားထောင်ဖြစ်တယ်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ဒီစာအုပ်ကဘာလို့လဲဆိုရင်ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာကိုကြိုက်တဲ့အမျိုးသားတွေထဲမှာကိုချစ်ပြလိုက်ပြီးသွားပြီဆိုရင်လုံးဝတွေးအေးသွားလိုက် view မဆိုင်တော့တဲ့အထာတွေလောက်ခဲ့ဘူးလားအဲ့ဒီလူတွေက emotionally unavailable ဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ရဲ့စိတ်ခံစားချက်ကိုဘယ်တော့မှကိုယ့်ရှေ့မှာမချပြဘူးကိုယ့်ရဲ့ရှေ့မှာသူတို့ဝမ်းနည်းကြောင်းကြောက်ကြောင်းသူတို့ဘဝရဲ့မကောင်းတဲ့အရာတွေရောသူတို့ရဲ့ stress တွေရောသူတို့ရဲ့ emotion တွေသူတို့ရဲ့အားနည်းချက်တွေကိုလုံးဝကိုမပြတဲ့လူမျိုးဖြစ်ပါတယ်အဲ့ဒါကဘာလို့လဲဆိုရင်တကယ်တမ်းသူတို့ရဲ့အမားလည်းမဟုတ်ပါဘူးသူတို့ကြီးပြင်းလာတဲ့အတိုင်းဝိုင်းမှာငငယ်တုန်းကသူတို့အမေပဲဖြစ်ဖြစ်အဖေပဲဖြစ်ဖြစ်ပေါ့နော်ချစ်ချင်းမြတ်တာအောင်မပြအောင်ပြီးတော့ပြီဆိုရင်ကလေးတယောက်ကငယ်တဲ့အခါမှာသူတို့ရဲ့စိတ်ခံစားချက်နဲ့ဝမ်းနည်းပြတဲ့ငိုပြတဲ့အခါမှာငါရှိမှလာမငိုနဲ့ဒါလေးကငိုစရာမလိုဒါလေးကဝမ်းနည်းစရာမလိုဘူးပေါ့နော်စသည်ဖြင့်ငငယ်လေးကနေအဲ့ဒီအမျိုးသားတွေကိုပို့ပြီးမှ alpha လိုမျိုးပေါ့နော်လုံးဝ strong ဖြစ်ရမယ်ဆိုတဲ့ mindset ကိုတင်ပေးခဲ့တဲ့အတွက်ကြောင့်မို့အဲ့ဒီလူတွေကကြီးလာတဲ့အခါမှာသူတို့ရဲ့စိတ်ခံစားချက်တွေကိုပိတ်ချပလိုက်တယ်เนาะရေခဲတုံးတစ်ခုလိုမျိုးပဲခဲချပလိုက်တယ်ရေလိုမျိုးမဟုတ်တော့ခဲလိုက်တဲ့အခါမှာတုံးတိုင်အောင်သူတို့ရဲ့စိတ်ခံစားချက်တွေကိုထုတ်မပြောတော့ဘူးပြီးကိုယ့်ရဲ့ရည်စားတွေကိုလည်းသူတို့ရဲ့ရှေ့မှာ emotion တွေကိုမပြအောင်မျက်ရည်လည်းမကြပြအောင်ကြုံဘူးလားအဲ့တော့အဲ့လိုမျိုးအမျိုးသားတွေကိုဒိတ်လုံနေရဆိုရင်တတိထားဖို့ဒီစာအုပ်ကပြောထားတာဖြစ်ပါတယ်ဘာလို့လဲဆိုရင်မိန်းကလေးတွေတော်တော်များကအချစ်တစ်ခုထဲကနေကိုကအဲ့ဒီရေခဲတုံးကိုပျော်အောင်လုပ်လို့ရတယ်လို့ထင်ထားကြတယ်ဒါပေမဲ့မဟုတ်ပါဘူးဒီဟာကဒီထက်ပိုပြီးမှလေးနက်ပါတယ်သူတို့ငငယ်တုန်းက trauma တွေအများကြီးကိုသူတို့ကိုယ်တိုင် night ကပြောင်းလဲခြင်းမှာဒီလူတွေကပြောင်းလဲလာမှာဖြစ်ပါတယ် emotionally unavailable ဖြစ်တဲ့သူကို date လုပ်တဲ့အခါမှာကိုယ့်ဘက်ကပိုခံစားရတယ်ဘာဖြစ်လို့ပိုခံစားရလဲဆိုရင်ကိုကသူ့ကို chase လုပ်တယ်ပေါ့နော်သူ့ကိုချစ်ကြောင်းတမိုးထားကြောင်းကိုပြလေသူကကိုယ်နဲ့ဝေးရာကိုထွက်လေကိုယ်တွန်းလေပေါ့နော်အဲ့လိုမျိုးလောက်တတ်တဲ့သူတွေကို emotionally unavailable ဖြစ်တဲ့သူတွေလို့ခေါ်ပါတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာဒါမျိုးလူတွေရှိလားပေါ့ဒီစာအုပ်နဲ့ပတ်သက်ပြီးမှကျွန်တော်တို့ရွှေနှုတ်ရဲ့ app ထဲမှာအဆုံးတနာရီတိကိုရှိတယ် review ကလည်းဒါ5 star review ရှိရပေါ့နော်အဲ့တော့ရွှေနှုတ် application ကိုဝယ်ထားတယ်ဆိုရင်မဖြစ်မနေတွားဖတ်ပါမဝယ်ရသေးဘူးဆိုရင်ဒီလထဲမှာ promotion ရှိရပေါ့နော်ဒီတို့ရွှေနှုတ် Facebook page ကိုတွားပြီးမှဒီရဲ့ TikTok ကနေလာတာဆိုပြီးမှတွားဝယ်ပါဒီစာအုပ်ကိုမဖြစ်မနေတွားဖတ်ဖို့အကြံပေးချင်ပါတယ်ပေါ့နော်ပြီးရင်အမျိုးသားကိုယ်တိုင် night ကလည်းကိုကဒါမျိုးလူဆိုရင်ဒီစာအုပ်ကိုတွားဖတ်ကြည့်ပါကိုယ့်ရဲ့လိုအပ်ချက်တွေကိုကိုပြောင်းလဲမဲ့အရာတွေကိုသိအောင်မဖြစ်မနေဖတ်တဲ့စာအုပ်တအုပ်ဖြစ်တယ်လို့ဒီအနေနဲ့မြင်ပါတယ်ပေါ့နော်အဲ့တော့ဟုတ်ပါပြီအခုပဲတွားနှောင်းလိုက်ပါမြန်မာလိုကတော့ခံစားချက်တွေအေးဆက်လုံးတဲ့သူနဲ့ချစ်မိတဲ့အခါတဲ့နော်မြန်မာလိုကတော့ဒီစာအုပ်နာမည်ကဒီအခုနောက်ပိုင်းခီးတွားဖြစ်ရင်စာအုပ်မကင်တော့ပါဘူးဖုန်းထဲမှာရွှေနှုတ်တောင်းတော့ချပြီးဖတ်ချက်တဲ့စာအုပ်တွေကိုအေးဆေးနားထောင်ဖြစ်ပါတယ်ကဲဒီတော့ကိုဒီကိုတိုင်းညွှန်ပေးထားတဲ့စာအုပ်တွေကိုရွှေနှုတ် application တွေကစူးစီးမှု collection ထဲမှာဖတ်လို့ရပါတယ်။လူငယ်တိုင်းအတွက်အသုံးတည့်တဲ့စာအုပ်တွေဖြစ်တာမို့လို့သွားရောက်ဖတ်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။ရွှေနှုတ် app မှာနိုင်ငံတကာကဘာကျော်စာရေးဆရာတွေရဲ့စာအုပ်ပေါင်း600ကျော်ကိုမြန်မာဘာသာနဲ့အနှစ်ချုပ်ဘာသာပြန်ပေးထားတဲ့အပြင်အတန်နဲ့ရောစာနဲ့ပါဖတ်ရှုနားထောင်လို့ရပါတယ်။ပြီးတော့မြန်မာနိုင်ငံကနာမည်ကျော်စာရေးဆရာတွေရဲ့စာအုပ်တွေကိုလည်း Full Audio အဖြစ်အတန်နဲ့အစားဆုံးနားထောင်လို့ရနေပြီမို့အခုပဲရွှေနှုတ် Facebook page Messenger ကိုဆက်သွယ်လိုက်ပါ